မင်္ဂလာပါရွှေပြုံသီးကိုအခွန်ခွာပြီးတော့အရင်ဆုံးရေးဆေးပေးထားပါပြီးသွားရင်တော့အခုလိုမျိုးပပလေးတွေလှီထားပေးပါအကြော်မိုးပကံလုံးတစ်လုံးကျွန်တော်အသုံးပြုထားပါတယ်အရသာမုတ်စာအနှဲငယ်ငရုတ်ကောင်းမုတ်ရောင်တင်မုတ်အနှဲငယ်နဲ့ကြက်သွန်ပြူ3မွှာလောက်ကိုကျွန်တော်ရောပြီးထောင်းပြီးတော့အသုံးပြုထားပါတယ်ဒီနေရာမှာရေအေးကိုအသုံးပြုထားပါရေကိုတစ်ခါတည်းမထည့်ဘဲနဲ့ကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့နည်းနည်းချင်းထည့်သွားပေးပါအပြစ်အကျဲအနေရတော့အခုလိုမျိုးအနေလေးဖြစ်ရပါမယ်ပြီးသွားရင်လှီထားတဲ့ရွှေဖြုံသီးတွေကိုထည့်ပြီးအခုလိုမျိုးနယ်ပေးပါစီထည့်ပေးပါစီပူလာတဲ့အခါကျမှကျွန်တော်တို့တစ်ခုချင်းထည့်သွားပေးပါကြော်တဲ့အခါမှာကျွန်တော်တို့အများကြီးထည့်ကြော်လို့မရပါဘူးအခုလိုမျိုးဒဲအိုးနဲ့ဆန်းသလောက်ကိုတဖြည်းဖြည်းချင်းနဲ့ကြော်သွားပေးပါအောက်ကမီးများလို့လုံးဝမရပါဘူးမီးအနေတော်နဲ့ကျွန်တော်တို့အခုလိုမျိုးလေးတဖြည်းဖြည်းချင်းကြော်သွားပေးပါမကြခဏဟိုဘက်ဒီဘက်လှန်ပေးသွားပါအခုလိုမျိုးလေးအယောင်ရဲရဲလေးနဲ့တွတ်ကြွမမွပုံစံလေးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ရပါပြီရွှေဖြုံသီးအရသာချူချူလေးနဲ့တွတ်ကြွမမွလေးဖြစ်တဲ့အတွက်အရန်ကြီးကိုစားလို့ကောင်းပါတယ်ကျွန်တော်တို့ကြော်ပြီးတာနဲ့ချက်ချင်းစားပါတွတ်ကြွမမွလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဖြုံသီးကိုလှီးတဲ့အခါမှာလုံးဝပါနေမှရပါမယ်ထူသွားရင်တော့ကျွန်တော်တို့ရဲ့အကြော်ကကျွတ်မွနေမှာမဟုတ်ပါဘူးအရန်စားကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်